မ
တာတနေနုထားမျက်နှာတလျေရီလူကြည်နေကုသိုလ်အဖို့ပြုခြင်းလို့ကမိမလျော့မြတ်တာဖို့တရဝရီညီကျဲစီချစ်စိတ်နှလုံးအေးချမ်းနေမျက်နှာရွှင်ပြောင်းပြုံးလာလာမြတ်တာပွားများကြွကြည်မှာဖယားတပည့်တော်သည်တရဝရီချင်းချင်းဒုက္ခဖြစ်ခြင်းကင်းလို့ပါသည်မာတံယထာနိယဗုဒ္ဓမိခင်ရင်သွေးသားငယ်လေးပမာနွေးထွေးခြင်းနာရှိလူပါသည်ဖယားတပည့်တော်သည်တရဝရီချင်းချင်းဒုက္ခဖြစ်ခြင်းကင်းလို့ပါသည်မာတံယထာနိယဗုဒ္ဓမိခင်ရင်သွေးသားငယ်လေးပမာနွေးထွေးခြင်းနာရှိလူပါသည်တပါးတို့ပေါ်၌အမျက်ထွက်ခြင်းကင်းလို့ပါသည်သူတပါးတို့ပေါ်၌ပြစ်မှားမှုမပြုလို့ပါသည်သူတပါးတို့ပေါ်၌အမျက်ထွက်ခြင်းကင်းလို့ပါသည်သူတပါးတို့ပေါ်၌ပြစ်မှားမှုမပြုလို့ပါသည်စီစဉ်ကိုမလိုပါတကချစ်ချင်းမုန်းခြင်းကင်းလို့ပါသည်နှလုံးသားချင်းဆက်နွေထားတာမေတ္တာတရားမေတ္တာထားမှအေးချမ်းရာတနေ့သုံးကအိုးတရားဖြင့်ချက်ခါတမင်းကျွေးမွေးခြင်းထံပရွေးစင်စေလို့တညစ်စာမေတ္တာပူရာပူပြီးမြတ်တယ်တနေ့သုံးကအိုးတရားဖြင့်ချက်ခါတမင်းကျွေးမွေးခြင်းထံပရွေးစင်စေလို့တညစ်စာမေတ္တာပူရာပူပြီးမြတ်တယ်ကောင်းသောမှုတွေပြုကျင့်ကြမေတ္တာတနေနုထားမျက်နှာတလျေရီလူကြည်နေကုသိုလ်အဖို့ပြုခြင်းလို့ပြမိမလျော့မေတ္တာဖို့တရဝရီညီကျဲစီချစ်စိတ်နှလုံးအေးချမ်းနေမျက်နှာရွှင်ပြောင်းပြုံးလာလာမေတ္တာပွားများကြွကြည်မှာဖယားတပည့်တော်သည်တရဝရီချင်းချင်းဒုက္ခဖြစ်ခြင်းကင်းလို့ပါသည်မာတံယထာနိယဗုဒ္ဓမိခင်ရင်သွေးသားငယ်လေးပမာနွေးထွေးခြင်းနာရှိလူပါသည်တပါးတို့ပေါ်၌အမျက်ထွက်ခြင်းကင်းလို့ပါသည်သူတပါးတို့ပေါ်၌ပြစ်မှားမှုမပြုလို့ပါသည်သူတပါးတို့ပေါ်၌အမျက်ထွက်ခြင်းကင်းလို့ပါသည်သူတပါးတို့ပေါ်၌ပြစ်မှားမှုမပြုလို့ပါသည်စီစဉ်ကိုမလိုပါတကချစ်ချင်းမုန်းခြင်းကင်းလို့ပါသည်နှလုံးသားချင်းဆက်နွေထားတာမေတ္တာတရားမေတ္တာထားမှအေးချမ်းရာတနေ့သုံးကအိုးတရားဖြင့်ချက်ခါတမင်းကျွေးမွေးခြင်းထံပရွေးစင်စေလို့တညစ်စာမေတ္တာပူရာပူပြီးမြတ်တယ်မေတ္တာကျူးဆက်တနည်းကုသိုလ်မရှာပြုခြင်းညာလေလူဖြစ်တုံးလေရ
သူအမှုနေစဉ်ပြုလို့သူမှာကိုကဘာပင်လားတရားဟောတဲ့သူမှာအသင်ချီအပေမလားသာဓုလို့တောင်းချိန်ခေါ်တကဘာပေမလားဘူးတော့ကြားဘူးသူမှာကြားနာရခြင်းစိတ်မှာဖြူစင်ခြင်းမှာယုံမှမှုကိုလွတ်မြောက်နိုင်ခြင်းမှာအယူဖြောင်းမှန်စိတ်ကြည်သောနိဗ္ဗာန်လမ်းမှာနော်ဆရာတော်ပြည့်ကင်းပါစေစိတ်စည်ရည်ကြီးကင်းပါစေကိုယ်စည်ရည်ကင်းငါသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်သက်တော်ရှိပါစေစိတ်စည်ရည်ကြီးကင်းပါစေကိုယ်စည်ရည်ကင်းငါသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေတရားနာတဲ့သူမှာကိုကဘာပင်လားတရားဟောတဲ့သူမှာအသင်ချီအပေမလားသာဓုလို့တောင်းချိန်ခေါ်တကဘာပေမလားဘူးတော့ကြားဘူးသူမှာကြားနာရခြင်းစိတ်မှာဖြူစင်ခြင်းမှာယုံမှမှုကိုလွတ်မြောက်နိုင်ခြင်းမှာအယူဖြောင်းမှန်စိတ်ကြည်သောနိဗ္ဗာန်လမ်းမှာနော်ဆရာတော်ပြည့်ကင်းပါစေစိတ်စည်ရည်ကြီးကင်းပါစေကိုယ်စည်ရည်ကင်းငါသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်သက်တော်ရှိပါစေစိတ်စည်ရည်ကြီးကင်းပါစေကိုယ်စည်ရည်ကင်းငါသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ပြည့်ကင်းပါစေဆရာတော်သက်တော်
ပါစေ
တော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှပြကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ဆရာတော်သာသနာဝန်ကိုခန္ဓာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှပြကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ဆရာတော်သာသနာဝန်ကိုခန္ဓာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှပြကျမ်းမာနေ့ညမှာတရားပွဲအစီအစဉ်များကိုကြီးညာလျှောက်ထားပြီးပြုပါဗျာအစီအစဉ်များနဲ့တကွာဓမ္မသဘင်ခမ်းနားကိုစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်ဗျာအစီအစဉ်တရားနမောတတဂရတော်ကို၃ကြိမ်၃ကညီညာဖြတ်ပြရွတ်ဆို၍ဓမ္မသဘင်ခမ်းနားကိုစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်ဗျာနမောဓမ္မဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓံသာနမောတံသာဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓံသာနမောတံသာဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓံသာစီစဉ်နေရဩဃာသကတော်ကျိုးဖြင့်၃ကြိမ်၃ကောက်ညီညာပြပြရွတ်ဆိုပြီးလျင်သရဏဂုံ၃ပါးနဲ့တကွာ၅ပါးသောသီလတော်မြတ်တို့ကိုဆရာတော်ဘုရားမှချီးမြှင့်ပြီးမှဖြစ်ပါတယ်ဗျာဩဃာသတရားပွဲဖြစ်ပါတယ်။ဒါကြောင့်အလိုတော်ဆရာမျိုးတော်များရှင်ရဲ့ကင်ပြောင်းချမ်းသာကိုဆောင်ပေးတမ်းထားသောဖယားမြန်ဆုံးယတနာဘောကတွေပြောင်းချမ်းသာကိုဆောင်ပေးတမ်းထားသောတရားမြန်ဆုံးယတနာဘေးရန်တွေကင်းပြောင်းချမ်းသာကိုဆောင်ပေးတမ်းထားသောသံဃာများစိုးယတနာယတနာတော်များစိုးသောပါပေါင်းတို့အားဗန္ဒယောကျုံလက်စုံမို့၍ရှိကုန်ပူဇော်ဘုံမြော်မှလျှော့ကရောလိုက်ကြကုန်သောဘုဇံဝတ္တပနာမကုသိုလ်ကံစေတနာတို့ကြောင့်ယနေ့ယခုဖြူစင်စေတာပရဟိတသင်နှင့်မြန်မာနိုင်ငံသောနိုင်ငံသားရွှေပြောင်းလူသမများတို့နှင့်အလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်တရှိခြင်းစင်လာခြင်းချမ်းသာကြည်ခြင်းခွာကြည်ခြင်းဉာဏ်ပညာကြည်ခြင်းဗုဒ္ဓကိုအာနုဘောကြည်ခြင်းအကျွေးရမြခြင်း
ကြံတိုင်းရှင်တိုင်းအောင်မြင်၍ဆောင်ရွက်တဲ့ပြည့်ပြောင်းနိုင်ခြင်းအလိုသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်တတ္တသီလသုဒ္ဓဆိုင်ကပညာဣရိဩဒဘာကိုစွန့်တော်သူတော်ကောင်းဥစ္စာကောင်းရင်ပြန်ပြီးအသီးလက်ခိုက်ထားကြပြီလည်းအလိုသောစေတော်မျိုးတော်မြတ်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်စွန့်သင်ကဲကြောင့်စေပစ္စည်းလေးပါလူရန်နိုင်ကြကုန်သောတိုင်းကံမှများဖြစ်ကြ၍အလိုသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်တတောင်ငါယာကိလေသာဘုဒ္ဓေလောင်တဲ့တို့မှာကိယာကိုယာချုံယာညေယာသေးရဖြစ်သောနိဗ္ဗာန်သို့၎င်းယနေ့လူရန်အားတို့ဆက်ဖြစ်သောဝိပဿနာဉာဏ်သည်လည်းဉာဏ်စွာမဉဏ်သို့ကျေစုပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေကတ္တဝါသီလံတေထမေဘန္တေဒုတိယံဘိတတိယံဘိအဟံဘန္တေဣတရာနေနသဟဝေသတိလံဓမ္မယာစာမိအနောကံကတ္တဝါသီလတေထမေဘန္တေယမဝတ္တမိတဝန္တေထနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓံသာသရဏံကိစ္ဆမိဓမ္မံသရဏံကိစ္ဆမိသံဃံသရဏံကိစ္ဆမိလိုက်စုမြတ်ဖယားကိုအာထကိုကြီးညိုသိမ့်စီကံပါဤဖယားဒုတိယံပိဗုဒ္ဓံသရဏံကိစ္ဆမိဒုတိယံပိဓမ္မံသရဏံကိစ္ဆမိဒုတိယံပိသံဃံသရဏံကိစ္ဆမိဒုတိယံပိဗုဒ္ဓံသရဏံကိစ္ဆမိဒုတိယံပိဓမ္မံသရဏံကိစ္ဆမိဒုတိယံပိသံဃံသရဏံကိစ္ဆမိမြတ်တရားကိုအာထခိုကြည်ညိုသိမ့်စီကံပါဠိဖယာတတိယံပိဗုဒ္ဓံသရဏံကိစ္ဆမိတတိယံပိဓမ္မံသရဏံကိစ္ဆမိတတိယံပိသံဃံသရဏံကိစ္ဆမိတတိယံပိဗုဒ္ဓံသရဏံကိစ္ဆမိတတိယံပိဓမ္မံသရဏံကိစ္ဆမိတတိယံပိသံဃံသရဏံကိစ္ဆမိမြတ်သံဃာကိုအာထခိုကြည်ညိုသိမ့်စီကံပါဤဖယာဣတရဏကမန္တပရိပုံနေပဏ္ဏိပါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိပါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိအတေနဒါနဝေရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာစရံဝေရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာစရံဝေရမဏိသိက္ခာပဒံသမာဓိယာမိမုသာဝတ္တဝေရမဏိသိက္ခာပဒံသမာဓိ
ယမိသုရမေရယမေသဗ္ဗမတံဒါနဝေရမတိသိက္ခာပဒံသမာဓိယာမိမေတ္တာနဲ့ပို့လို့လိုက်ရအောင်အားလုံးကြကြလေးလိုက်စုပြီးတော့လောစုံမြတ်စွာတန်တေဝါချမ်းသာကိုယ်စင်မြတ်ကြပါစေလောစုံမြတ်စွာတန်တေဝါချမ်းသာကိုယ်စင်မြတ်ကြပါစေဥပါယံပေကိစင်ဝေရေအေးကြပါစေအန္တရကိဘေတွေရှိလိမ့်ချမ်းသာကြပါစေအန္တရကိဘေတွေရှိလိမ့်ချမ်းသာကြပါစေ30ရွာဗန္တေဝါချမ်းသာကိုယ်စင်မြတ်ကြပါစေဥပယံပေကိစင်ဝေရေအေးကြပါစေဘုဒ္ဓမြတ်စွာဘုဒ္ဓမြတ်စွာသာဝေနယောဝနေတောလင်ပါစေဘုဒ္ဓမြတ်စွာသာဝေနယောဝနေထဲလင်ပါစေယဟန်ဘံကအာလုံးမှာဘာဝနာတော်မြတ်ကြီးဆောက်ပါစေယဟန်ဘံကအာလုံးမှာဘာဝနာတော်မြတ်ကြီးဆောက်ပါစေဘာဝနာလာမေကျေကေဘေအလေးကဘာဤပါစေဘာဝနာလာမေကျေကေဘေအလေးကဘာဤပါစေအလေးယံကိုလက်ခံကြွကြည်ညိုလေးမြတ်ကြပါစေဓမ္မငြိမ်းချမ်းနိုင်ငံတော်ငြိမ်းချမ်းနိဗ္ဗာန်နဲ့စံမြန်းနိုင်ကြပါကုန်စေကမ္ဘာငြိမ်းချမ်းနိုင်ငံတော်ငြိမ်းချမ်းနိဗ္ဗာန်နဲ့စံမြန်းနိုင်ကြပါကုန်စေကြီးငယ်လူများမြတ်တရားနာကြားနိုင်ကြပါစေသောကြီးငယ်လူများမြတ်တရားနာကြားနိုင်ကြပါစေသောသူငါစိတ်ဝမ်းရှိရှိလေးအေးချမ်းနိုင်ကြပါစေသောသူငါစိတ်ဝမ်းရှိရှိလေးအေးချမ်းနိုင်ကြပါစေသောကိလေသာခံနိဗ္ဗာန်နဲ့စံမြန်းနိုင်ကြပါစေသောကိလေသာဝေဟောတုဣဒံမေတိလံနိဗ္ဗာန်သာပိစေယောဟောတုသာယောနှလုံးပြောပြ
တို့ဧဝိတေသမတိတယာကိဏလူနဲ့နေပင်သုဒ္ဓသံဃာကိုပေတံစွာသောဉာဏ်ပရဏာကိုသို့ရနေဝိစေကသမနာကိတေဧကငါလန်နှင့်ပြည်စုံသောကရုဏဓမ္မနေသံသီလတော်မြတ်ကိုသမန္တေယိတွာကနိတောခေယောဖြစ်သောသံတိကြတော်သောသေတယကဒိုင်ကမံပေါင်းသူတော်ကောင်းတော်သည်အဘဝတိလမမေမလျောမေမောမသပတိကောညာသံပိစိတရားဖြင့်သံပါတိထံစေမာသွင်းချုပ်ကိုတွင်လောအောင်ထေသိဆောက်ရှောက်နိုင်ကြပါစေကုန်သတည်းဒီကနေ့ဆရာမျိုးတော်များအားလုံးနေဦးအကျိုးဒုတိယကျင့်မြောက်ဖြူစင်စိတ်ထားပါတံပရဟိတသင်းနဲ့မြမပြည်သူပြည်သားမြမပြည်ရွှေပြောင်းလူသမားများဝိုင်းဝန်းပြီးတော့ဆင်ကျင့်ပါအပ်သောဓမ္မသဘင်ပွဲ၌ဒီကနေ့ရှေးဦးစွာဖယားကိုရှိခိုးကြော်လိုက်ကြရအောင်ဘုရားရှိခိုးတဲ့အခါမှာဘုရားကရှေးကတိုင်ပေးမယ်အလိုတော်ဆရာတော်မြို့တော်များကလက်ဝတ်ကိုယ်စီကြီးပြီးတော့အာရုံပြုလိုက်ဆုံးပြီးတော့ဘုရားကိုကြော်လိုက်ကြရအောင်ဗုဒ္ဓဂုံတော်မေဃမြောဘုဇံပါဤရှင်ဘုရားဗုဒ္ဓဂုံကအနန္တရေတွဲမယပါတကဓမ္မဂုံတော်မေဃမြောဘုဇံပါဤအရှင်ဘုရားဓမ္မဂုံကအနန္တရေတွဲမယပါတကဝံကဂုံတော်မေဃမြောဘုဇံပါဤအရှင်ဘုရားသံဃာဂုံကအနန္တရေတွဲမယပါတကမိဘဂုံတော်မေဃမြောဘုဇံပါဤအရှင်ဘုရားမိဘဂုံကအနန္တရေတွဲမယပါတကဆရာဂုံတော်မေဃမြောဘုဇံပါဤအရှင်ဘုရားဆရာဂုံကအနန္တရေတွဲမယပါတကအလုံးသတိခေါ်လိုက်သာဓုသာဓုသာဓုသာတဝတိအจิကိစေကဝိညာကိုသောဩဒရောစင်ပရိသပေါင်းသူတော်ကောင်းတို့သောမေဘေတိသကံမိဘဆရာသမားတို့ဖြင့်သောမေတိအจิကိစေကဝိညာကိုသောသင်္တရောစင်သယနာပရိသပေါင်းသူတော်ကောင်းတို့သည်ဘေဇနနာကုဏံဘေတိသကအဖြစ်ကိုယ်ကိုယ်ရာဆုံးမြတ်တရဏဂုံတို့ရနေဒေဘေတိကောင်းစွာမသွေရှိခိုးဥညောလိုက်ပါပေသတည်း
ကနေဒုတိယကြိမ်မြောက်နေဦးအကျိုးအထူးဓမ္မသင်္ကေပွဲဆင်ရင်จิตပါအံ့သောဖြူစင်စိတ်ထားဘာတာပရိဟိတသင်းနဲ့မြမပြည်ရွှေပြောင်းလူသမားများညီညာပေါင်းစုကောင်းမှုအဖြစ်ဝိုင်းဝန်းပြီးတော့တရားဓမ္မသဘင်ပွဲ၌ဆရာပြုတော်များအားလုံးတရားအမိပေးပါဆိုရင်အထုံးကြီးနဲ့လူလေးရောင်တဲ့ဗါရဗျာမမိပါပါမမိပါပါမရလားဆရာပြုတော်များနောက်ဖူးထားမှန်ဆိုတယ်လို့ပေါ့နော်ပုံရှင်းသွားအောင်မနေ့ကဒီတရားကိုအနေချင်းပြောသွားတာရှိပါတယ်မရလားအားလုံးပြောကြည့်ပါပါလေအထုံးကြီးနဲ့လူလေးရောင်အဲ့တော့စင်းတို့အထုံးကြီးနဲ့လူလေးရောင်ဆိုတော့ဘုရားရှိခိုးပြီးတဲ့နောက်မှာနည်းနည်းမေတ္တာပူလို့လိုက်ရအောင်အလိုဘုဘကရှေးကောင်းတစ်ခေါက်ဆိုပေးမယ်ဆရာပြုတော်များကတစ်ခေါက်လိုက်ဆိုပြီးတော့မေတ္တာပူလို့လိုက်ရအောင်ကိုယ်စိတ်နဲ့ဖျားဘေးရန်ကွာချမ်းသာကြပါစေဆိုလိုက်ပါကိုယ်စိတ်နဲ့ဖျားမေတ္တာနှလုံးကိုယ်စီသောအိမ်ချမ်းကြပါစေဆိုလိုက်ပါမေတ္တာနှလုံးကိုယ်စီသောအိမ်ချမ်းကြပါစေမေတ္တာနှလုံးကိုယ်စီသောအိမ်ချမ်းကြပါစေမေတ္တာရေစံဘယ်ခါဖြင့်ငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းဘယ်ခါဖြင့်ငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းဘယ်ခါဖြင့်ငြိမ်းချမ်းကြပါစေခန္တီဤယံဒေါသမံဒေါလံနိုင်ပါစေခန္တီဤယံဒေါသမံဒေါလံနိုင်ပါစေခန္တီဤယံဒေါသမံဒေါလံနိုင်ပါစေခန္တီနှလုံးအစဉ်သောအိမ်ချမ်းကြပါစေဒုမေတ္တာစွမ်းကဘာလွန်ငြိမ်းချမ်းကြပါစေဒုမေတ္တာစွမ်းကဘာလွန်အိမ်ချမ်းကြပါစေမေတ္တာနိသကရောလောကေသမ္မာဘာတုဒုက္ခကရောမေတ္တာတိတရရာတိဟိဒုက္ခတုဘုဒ္ဓိတာပဇာလောကေသတ္တဝါလိလိကုန်မီပေါင်းလလောကတကပ္ပတွင်၌မေတ္တာတိတကရောမေတ္တာအိလိုဖွေးပြုပါဝင်ငွေလာမင်းကြီးသည်သမ္မာသတ္တဝါတ္တွေအိမ်ညာစေဟုအဘယေရှုံးကကောင်းမောစွာဒုက္ခကရောသူလည်းဝန်သာငါလည်းရှင်ပြုတ်နှလုံးစေဝံလမ်းလာရဲ့ကိုချမ်းသာကိုပြုလျက်ဘာတုယံလေကိဝေဖေးလည်းမကအအိယာမောအသယေရှုံးကောင်တောင်းပါစေသတည်းမေတ္တာတိတရရံတိဟိ
မေတ္တာပွေလျာအိဒံဆောင်သည့်ယောဝံတို့သည်မေတ္တာတိတရရသည်မေတ္တာပွေလျာအိဒံဆောင်သည့်ယောဝံတို့ဖြင့်ဘုဒ္ဓတာဖောဖောလွန်တော်မမလတွေ့တိအံကုန်သောဘာဇာကပ္ပခေဝေပြည့်ပြည့်၌တည်နေမြာစွာတတဝါတို့သည်ဒုက္ခတုကိုယ်စေဧကဘေးရန်ကွာ၍ဝန္တာတေကွာချမ်းသာကြပါစေကုန်သတည်းဧတေနသေသဝိစေနာဤသောနောသံဘောတုပြန်၍ဟောမှန်သောပြောဆိုရသောပနာမသိစာစကားကြောင့်ဘာဒဝတရားကျင့်ခဲ့စေကောင်းဝိညာဉ်ကုန်သောသင်္တရောစဉ်ပရိသံပေါသရောကောင်းတို့သည်လောကိတအန္တရေပြုတ်ပြည့်စီးပွားတဲလျက်စေစေရှင်လဝမ်းပတဲ့တန်ကြမှာခြင်းရှိကြကုန်ပြီဟောတုဖြစ်ကြပါစေကုန်တည်းနေသောကာသကိုယ်ရှိခြင်းစိတ်ရှိခြင်းကိုယ်စိတ်တစ်ပါးတို့၏ရှိခြင်းပေါင်းတို့မှလည်းကိဝိကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်တည်းနေဘယာသနေဒုက္ခသမညောမပေတကုံရှိ၍ဆိုရမနာကြောင်းကြဘူးဆွေငိုကြွေးကြတော်မှလည်းကိဝိကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်တည်းဟောတုယခုဆိုသောသိစာစကားနှင့်ဘုလောလည်းရသောမေတ္တာရှိဝါတို့ကြောင့်အခြင်းမကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းအလိုသောစေတော်ပြုလို့များအားလုံးမြမပြည်ရွှေပြောင်းလူသမားများအလိုသောတရားနာပရိသတ်များအလိုပဲနှုတ်ခေါ်ဆက်စကားဘုရားနှုတ်ဆက်ပါတယ်မင်္ဂလာပါလေရလဲတိုင်ရတော့လေရလဲတိုင်လေရလဲတိုင်တယ်မောကလည်းမရွာဘူးဒီသာယေကုဏကတရားအမည်ကတော့ဗာလဲအထောကြီးနဲ့လူလေးယောက်เนาะမနေ့ကဒီတရားနဲ့ချင်းပြောသွားတယ်အဲ့တော့ပုံရှင်းသွားအောင်ပေါ့မရလားဒီသာယေထောကြီးနဲ့လူလေးယောက်ဆိုတာကမောက်ထူကြလိုက်အေးဒီမှာလူအကြတော်လာတော့ကလက်ချီဘာမှမပါဘူးလက်ချီလာပြီးတော့ပြန်သွားတဲ့အခါကြတော့အထုံကြီးနဲ့ပြန်သွားတယ်နဘာတဲ့လူကြတော့ဗာလဲလာတော့ကလက်ချီလာတယ်ဘာမှမပါဘူးဒေသရေပြန်သွားတဲ့အခါကြတော့အထုံဆွဲပြီးတော့သွားတယ်ဒီတဲ့နံပါတ်လေးလူကြတော့လေချီလာပြီးတော့လေချီပြန်သွားတယ်မရလားနံပါတ်လေးလူကြတော့ဗာလဲလာတော့ကဘာမှမပါဘူးဒီ
ပြန်သွားတော့လည်းပဲဘာမှမပါဘူးကဲလူပဲနဲ့ရောက်လူပဲနဲ့ရောက်လူလေးရောက်ဒီသရင်နံပါတ်1လူကိုကြည့်ရအောင်ဒီသရင်နံပါတ်1အလူကြတော့ဘယ်သူလူမျိုးလဲလာတော့ကအထုပ်ဆွဲပြီးတော့လာတယ်ပြန်သွားတော့လည်းပဲအထုပ်ဆွဲပြီးတော့ပြန်သွားတယ်ဒီသရင်အဲ့ဒီလိုမျိုးလူကြတော့တဲ့သာသနာမှာနောက်မဲ့ကြီးနေတဲ့သာသနာတော်မှာဘုရားရှင်ကိုရောမြတ်လက်ထက်ကအမတန်မှထင်ရှားကြော်ကြားတဲ့အနတ္တပိသထေဘယ်သူလဲအနတ္တပိသထေဆိုတာဘုရားရှင်ကိုရောမြတ်လက်ထက်တို့ကအမတန်မှထင်ရှားကြော်ကြားတဲ့တက္ကကြီးတွေပေါ့ကျောင်းတက္ကကြီးတွေပေါ့မှန်ရလားနောက်ပြီးတော့အမတန်မှထင်ရှားကြော်ကြားတဲ့ဝိသာကအကြောင်းအမှန်တွေဘယ်သူတွေလဲဒီသာရဲ့ဝိသေကအကြောင်းအမှန်တွေတဲ့အဲဒီလိုအနတ္တပိသထိန်တို့ဝိသေကအကြောင်းအမှန်တို့ဆိုရင်တဲ့ပြည်သားရေးသာသနာမှာဒါနပြုတဲ့နေရာမှာလူတွေတန်းတဲ့နေရာမှာဟောဇီတဝကျောင်းတော်ကြီးဘုရားရှင်ကိုရောမြတ်ကိုဇီတဝကျောင်းတော်ကြီးဆောင်းလုပ်လှူဒန်းတာဟာတဲ့အနတ္တပိသထေတွေဘယ်သူတွေလဲအနတ္တပိသထေအမတန်မှလူတွေတန်းတဲ့နေရာမှာအမတန်မှနောက်မဲ့ကြော်ကြမ်းတဲ့တက္ကကြီးတွေတဲ့ဒီသာရေမျိုးသမီးဖက်မှာပြောမှဆိုရင်လေအဝိသကကြောင့်အမတွေဘယ်သူတွေလဲဘယ်သူတွေလဲဝိသခံကြောင့်အမတွေဒီသာရေဝိသကကြောင့်အမဆိုရင်ဘုရားယုံကျောင်းတော်ကြီးကိုဆောင်းလို့လူတန်းပြီးတော့အိုးယောဂီဆောင်းလေးတွေအိုးကျောင်းဆောင်လေးတွေဘုရားရှိခိုးတော်မြတ်ကျောင်းမှာဆောင်းလို့လူတန်းပြီးတော့ကျောင်းဆောင်လေးတွေကျောင်းဆောင်လေးတွေလှူဒန်းပြီးတော့အဲ့တော့သာသနာမှာအမတန်မှထင်ရှားကြော်ကြားတဲ့ဒကာကြီးတွေဓမ္မဒကာမကြီးတွေမှန်ရဲ့လားအဲ့ဒါတွေဘယ်သူတွေလဲအနတ္တပိသထေတွေနောက်ပြီးတော့ဝိသကထောက်အမတွေမှန်ရဲ့လားဗျာဒီလိုအဲ့ဒီပုဂ္ဂိုလ်ကြီးကြတော့တဲ့လာတော့ကအထုံဆွဲပြီးတော့လူရတန်းရဝါဒနာထုံပြီးတော့လာခဲ့တယ်လူရတန်းရဝါဒနာပါပြီးတော့လာခဲ့တယ်မှန်ရဲ့လားအဲ့တော့လာတော့ကတဲ့ဒါနတွေပြုသီလတွေစောင့်တည်ဘဝနာတွေပွားများအားထုတ်ပြီးတော့လာတဲ့ပြန်သွားတဲ့အခါကြတော့တဲ့ဒါနထုတ်တွေသီလထုတ်တွေဘဝနာထုတ်တွေဆွဲပြီးတော့ပြန်သွားတယ်မှန်ရလားဗျာအဲ့ဒါကိုဘာပြောလဲလာတော့ကထုံကြီးနဲ့လာပြီးတော့ပြန်သွားတဲ့အခါကြတော့အထုံကြီးဆွဲပြီးတော့ပြန်သွားတယ်ဒီတည်းအထုံကြီးကဘာထုတ်နေလဲဒါနအထုသီလအထုဘဝနာအထုတို့ဆိုတော့ပြောတော်များအဲ့လိုမျိုးမပြန်ကျင်ဘူးလားအဲ့လိုမျိုးမသွားကျင်ဘူးလားအခုအဲ့လိုမျိုးသွားကျင်လို့ပြန်ကျင်လို့တရားနာနေတယ်မဟုတ်လားဟေးနောက်တကတဲ့လာတော့ကအထုံကြီးနဲ့လာပြီးတော့ပြန်သွားတဲ့အခါကျတော့လေကြီးပြန်သွားတယ်လာတော့ကဘာနဲ့လာတယ်အထုံဆွဲပြီးတော့လာတယ်ပြန်သွားတဲ့အခါကျတော့ပြည်သက်ရေဘာမှမပါဘူးအဲ့ဒီလိုမျိုးကောင်းသလားသွားလို့ဖြစ်ပါမလားမဖြစ်ဘူးတဲ့အဲ့ဒီလိုပုဂ္ဂိုလ်ကြတော့ဘယ်သူလဲဆိုတော့အဲ့လိုသိကြမှာပါဘယ်သူလဲတောတေယပုံနာဘယ်သူပါလဲတောတေယပုံနာသရအမတပါသရတရားနေခဲ့တယ်တဲ့တို့စီတော်မြို့တော်များနာဘူးထမ်းမှာပေါ့တချို့စီတော်မြို့တော်များလည်းပဲနာဘူးတာတဲ့ရှိလိမ့်မယ်တချို့စီတော်မြို့တော်များလည်းပဲမနာဘူးတဲ့ရှိလိမ့်မယ်မှန်ရလားဗျာဒီလိုရဲ့ဒီလိုတဲ့တဲ့ပြိဿမောင်သူတော်ကောင်းတို့တဲ့တွင်
တောတေယအမတန်မှချမ်းသာကြွယ်ဝတယ်တဲ့တို့ပြောစရာဆိုပြိဿရေတနေ့တနေ့တို့အိမ်မှာလူသမားတွေစောင့်ဖို့ကောင်းဖို့ဒါအုပ်ကြီးတွေနဲ့ချက်ထားပြုတ်ထားတွေဟာအမတန်မှများလာတယ်မရလားအဲ့ဒါတောင်မှလူဖို့တန်းဖို့ဝေးဖို့ကန်းဖို့ဝါသနာမပါဘူးတဲ့ရှင်းတော့ရှင်းရလားဗျာလူဖို့တန်းဖို့ဝေးဖို့ကန်းဖို့ဝါသနာမရှိဘူးလူဖို့တန်းဖို့ဝေးဖို့ကန်းဖို့ဝါသနာမပါဘူးနောက်ဆိုကြတော့တောတေယဆုံးသွားတယ်တောတေယဝင်လောသွားတယ်ပေါ့ဗျာအဲ့ဒီပစ္စည်းတွေကိုမလူရဲမပေးရဲမကင်ရဲဖြစ်သွားတယ်နောက်ဆိုကြတော့အဲ့ဒီတည်သွားတဲ့အခါကျတော့သူ့အိမ်မှာပဲသူခွေးလေးပြန်ဝင်စားတယ်မရလားဘယ်သူဝင်စားတာလဲခွေးလေးပြန်ဝင်စားတယ်ပစ္စည်းကိုမပေးရဲမကမ်းရဲမစ္စရိယဝန်တုံမှုဖြစ်တဲ့အတွက်ကြောင့်မရလားအဲ့တော့လေကားလေးလက်ဆိုကြည့်လိုက်ပါကိုကမလူသူများမှုမလူစေခဲ့ပါကိုကသာလူသူများမှုမလူစေခဲ့ပါဘာပြောလဲပြည်သားရဲ့ကိုကလူပြီးတော့သူများကိုကြားတော့မတိုက်တော့ဘူးတဲ့ကိုကကြတော့လှူတယ်သူများကိုကြားတော့မတိုက်တော့ဘူးအဲ့လိုမျိုးပုဂ္ဂိုလ်ကြံတော့တဲ့ပစ္စည်းဥစ္စာလည်းပဲမရှိဘူးကိုကတော့လှူတယ်ကိုကလှူပြီးတော့ကိုလှူတဲ့အတွက်ကြောင့်မို့လို့ပစ္စည်းဥစ္စာချမ်းသာတယ်ကြွယ်ဝတယ်မှန်ရလားဗျာကိုကဘာဖြစ်လဲလှူတယ်ကိုတိုင်းလှူတယ်ကိုတိုင်းလှူတဲ့အတွက်ကြောင့်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတယ်နောက်ဘာတွေမရတာလဲအချွေရံမရှိဘူးတဲ့အချွေရံဘာဖြစ်တာလဲချွေရံမရှိဘူးမှန်ရလားအဲ့ဒါလိုက်ဆိုပါကိုကသာလူသူများမှုမလူစေခဲ့ပါစီစေသာမြတ်ချွေရံကပေါင်းရှာထိုသူမှာဒေသရေကိုကလူပြီးတော့ကိုယ်တိုင်လူပြီးတော့ကိုမှကြမ်းတော့ပစ္စည်းဥစ္စာတော့ရှိတယ်။နောက်တဲ့အချွေရံမရှိဘူးတဲ့ချွေရံဆိုတာလည်းပဲရေးမကြည့်ဘူးလား။ရေးကြည့်တာပဲကာလယာဏမိတ်တမိတ်ကောင်းဆွေကောင်းမလို့ဘူးလား။ချွေရံမိတ်ကောင်းဆွေကောင်းလည်းပဲလိုတယ်ချွေရံလည်းပဲလိုတယ်အဲ့တော့ပစ္စည်းဥစ္စာကြတော့ပေါ်တယ်ချွေရန်ကြတော့မရှိဘူးနောက်တကလိုက်စို့ကိုကသာလူသူများမှုမလူစေခဲ့ပါစီစေသာမြတ်ချွေရန်ကပါရှာတို့သူမှာကိုကမလူသူများမှုဘယ်လူစေခဲ့ပါကဲလာပြီကိုကကြတော့လေမလူဘူးတဲ့ကိုယ်တိုင်ကြတော့မလူဘူးတဲ့ပြည်သားရေရှင်းတော့ရှင်းရလားကိုယ်တိုင်ကြတော့လှူသလားမလူဘူးတဲ့သူများကိုကြတော့တိုက်တော့တယ်သူများကိုကြတော့ဘာဖြစ်လဲလှူပါတော့လှူပါလှူလိုက်ပါကိုယ်တိုင်ကြတော့ကိုမကြောက်လို့မလူဘူးတဲ့ဘာဖြစ်မှကြောက်တော့လဲကိုမကြက်လို့မလူဘူးတဲ့သူများကိုကြတော့လှူခိုင်းတယ်သူများကိုကြတော့ဘာဖြစ်လဲလိုက်စကိုကမလူသူများမှုမလူစေခဲ့ပါချွေရန်ပါမြတ်စီစေကပါရှာထိုသူမှာဒေသရေကိုယ်တိုင်ကြတော့မလူဘူးသူများကိုကြတော့လူခိုင်းတယ်အဲ့ဒီပုဂ္ဂိုလ်ကြတော့ပြည်သားရေတဲ့ချွေရန်ကြတော့မရှိဘူးစီးစေကြတော့ရှိမယ်မရလားချွေရန်ကြတော့မရှိဘူးစီးစေကြတော့ရှိမယ်စီးစေကြတော့ရှိပြန်တော့လည်းပဲချွေရန်ကြတော့မရှိဘူးမရလားဗျာနောက်တကလိုက်ဆိုကိုကလည်းမလူသူများမှုမ
မလူစေခဲ့ပါကဲလာပြီကိုလည်းပဲမလူဘူးတဲ့ကိုတိုင်လည်းပဲမလူဘူးလေကိုတိုင်လှူသလားသူများကိုလည်းပဲမတိုက်တော်ဘူးလေသူများကိုကြတော့ကဲဖြစ်ဆိုးလိုက်တဲ့ဟာမှန်ရဲ့လားကိုတိုင်လည်းပဲသူဘာဖြစ်လဲမလူဘူးသူများကိုကြတော့ဘာဖြစ်လဲမတိုက်တော်ဘူးဆိုးလိုက်တာဗျာမှန်ရဲ့လားတို့စီတော်မြို့တော်များအဲ့လိုတော့မဟုတ်ဘူးနော်တရားတရားရှိလို့လည်းပဲအခုလိုတရားပွဲဖြစ်တယ်အခုလိုတရားလာနာကြတယ်မှန်ရဲ့လားတရားတရားရှိလို့သတ္တစိတ်ရှိလို့တရားပွဲကိုရောက်တယ်ဒါဆိုရင်မပြောနေနဲ့တော့မှန်ရဲ့လားဒါဆိုရင်ဒေသရေကုဏကကိုကလည်းမလူသူများမို့မလူစေခဲ့ပါစီစီချွေရန်ဤနတံဧကံရှောင်းပြီးတို့သူမဆိုလိုက်ပါကိုကမလူသူများမို့မလူစေခဲ့ပါစီစီချွေရန်ဤနတံဧကံရှောင်းပြီးတို့သူမကဲကိုတိုင်မတိုက်တော့လို့ကိုတိုင်ဟာလာမလူလို့ဗာလဲစီစီလည်းပဲမရှိဘူးနောက်ပြီးတော့ဗာလဲချွေရန်လည်းပဲမရှိဘူးနောက်ပြီးတော့နောက်တဲ့ကကိုကသာလူသူများမှုဘယ်လူစေခဲ့ပါကိုကသာလူသူများမှုဘယ်လူစေခဲ့ပါစီစိတ်ချွေရန်ဤနတံဧကံပေါ်မည်တို့သူမှာကဲကောက်လိုက်တာဗျာမကောက်ဘူးလားဒေသရင်ကိုတိုင်ကြံတော်လူတယ်ဒေသရင်သူများကိုကြံတော်ဘာဖြစ်လဲတိုက်တော်တယ်ဒါဆိုရင်ဒေသရင်စီစီဩဇာလည်းပဲပေါ်များတယ်ချွေရသင်ပင်ကြောဆောင်ခြင်းလည်းပဲရှိတယ်မှန်ရလားဗျာဒါဆိုမကောင်းဘူးလားဆိုလိုက်စမ်းပါကိုကသာလူသူများမှုဘယ်လိုစေခဲ့ပါစီစီချွေရန်ဤနတံဧကံပေါ်မည်တို့သူမှာဒေသရေကိုတိုင်လည်းပဲလူတယ်သူများကိုလည်းပဲတိုက်တော်တယ်ဒါဆိုရင်ခုနကတောတရားနဲ့ကြည်လိုက်စမ်းပါတောတရားကြတော့သူကိုတိုင်လည်းပဲမလူဘူးသူများကိုကြတော့လည်းပဲမတိုက်တော်ဘူးမှန်ရဲ့လားမှန်ရဲ့လားဗျာလိုက်ဆိုလိုက်ပါမလူရဲ့ပဲသိထားလေကိုမြဲကိုမာဒီဥစ္စာမလူရဲ့ပဲသိထားလေကိုမြဲကိုမာဒီဥစ္စာလူကနာထားရောက်ကြတယ်ဟဲ့ဖကီရလောအလို့ရောဖကီရလောလူခါရှိရောအမုရကဟောပဲဟိုကဖျားဟောအတိုင်ဟောလူကမကြီးလေးဟိုလားဟုတ်လားပိဋကရဲ့ဆိုတော့ပြတော့ပြန်တော့တရားလမ်းစဉ်တိုင်ဟောတာပါတရားလမ်းစဉ်တိုင်ပြောတာပါဒေသရဲ့သူကဘာပြောလဲမလူရဲ့ပဲသိထားလဲကိုမြဲကိုမာဒီဥစ္စာဘာပြောလဲမလူပဲနဲ့သိထားလို့ရှိရင်တနေ့ဒီပစ္စည်းဥစ္စာကုန်ပါပဲတဲ့မကုန်ဘူးလားမကုန်ဘူးလားဒီတိုင်းနေမှာလားအဲ့တော့မလူရဲ့ပဲသိထားလဲကိုမြဲကိုမာဒီဥစ္စာလိုက်စို့မလူရဲ့ပဲသိထားလဲကိုမြဲကိုမာဒီဥစ္စာယံသူငါးပါးတပန်းပါယူသွားရင်သာကိုအိုးမှာဘာပြောလဲကိုယ်ကမလူရဲ့မတန်ရဲ့မပေးရဲ့မကန်းရဲ့ဘယ်သူလဲတောတရားဘယ်သူလဲတောတရားတဲ့
တို့တည်းမပေးရမလူရမတန်ရပဲနေလို့ရှိရင်သူမတဲ့ရွှေလင်းပန်းတွေရွှေကြိုးတွေလက်စွန်တွေနာရီတွေအစရှိသောယတနာတွေသူသေလို့ရှိရင်ပါသွားသလားမပါဘူးဒါကြောင့်ပြောတာပေါ့မလူရဲပဲသိထားလေကိုမြဲကိုမာဒီဥစ္စာရန်သူငါပါတပါပါယူသွားရင်သာကိုအိုမာရန်သူကဘယ်နဲ့ပါရန်သူကဘယ်နဲ့ပါရန်သူငါပါတဲ့ပြိဿရေရန်သူငါပါကြတော့ရေမီမဲခုတ်သူမချင်းမနှင်းသောမွေကံပါဆိုသမီးဆိုရန်သူဘယ်နဲ့ပါအဲ့တော့အဲ့ဒီပစ္စည်းဥစ္စာတွေဟာလဲမပိယမကရဲ့မလူရဲ့မတားပြခုနကတောင်းတေရပုံတော့ကြည့်လိုက်စမ်းပါမှန်ရဲ့လားအဲ့တော့တနေ့တဲ့ရန်သူငါးပါးတပါကနေပြီးတော့ဖြစ်စည်းသွားမယ်ယူသွားလိမ့်မယ်တဲ့မှန်ရဲ့လားဗျာအဲ့တော့ဆိုလိုက်စမ်းပါရန်သူငါးပါးတပါယူသွားရင်သာကိုအိုမာရန်သူငါးပါးတပါယူသွားရင်သာကိုအိုမာကဲလာပြီပြင်စီကလာငါကလာစောသွားရအောင်မာဘာပြောလဲပြင်စီကလာငါကလာစောသွားရအောင်မာလို့ဆိုတော့ပြောတာများဆိုလိုက်စမ်းပါဆိုကြည့်မှန်တယ်ပေါ့ပစ္စည်းကငါကိုစောမယ်ငါကပစ္စည်းကိုစောမယ်မရဲ့လားဖြည်းဖြည်းလေးတွေးလိုက်ပါပစ္စည်းကဘာဖြစ်လဲပစ္စည်းကလာငါကလာစောသွားရအောင်မှာကဲကိုရကတော့တရားပစ္စည်းကိုစောပြီးတော့သွားပြီတော့တရားပုံနာရှင်းတော့ရှင်းရလားအဲ့တော့တို့စီတော်မျိုးတော်များမှာလည်းပဲခုနကပစ္စည်းလည်းရှိတယ်ပစ္စည်းကငါကိုတနေ့မဆုံးရင်ငါကလည်းပဲပစ္စည်းကိုစောသွားမယ်တဲ့ရှင်းတော့ရှင်းရလားဒါကြောင့်ပစ္စည်းကလာငါကလာစောသွားရအောင်ပါတရေကနာကမယုံနန္တရားဧကံဘုတ်ချသေမင်းနဲ့တွေ့ပြီးစိတ်ခင်းပြီးဆိုရင်ပြည်သားရေတနေ့ဒီပစ္စည်းဥစ္စာကိုထားခဲ့ပြီးတော့မစောရဘူးလားစောရမှာလားစောသွားရမှာလားမစောသွားရဘူးလားစောသွားရမယ်ဒီစီကလာငါကလာစောသွားရအောင်ပါဆိုလိုက်စမ်းပါငါစောသွားအခါငါစောသွားအခါကျင်ဥစ္စာဝေကယူကြမှာကဲဆိုလိုက်တာဗျာငါစောသွားတဲ့ပစ္စည်းတွေတဲ့ကြံခဲ့တဲ့အိမ်မှာကိုကဘဝတပါပြောင်းသွားပြီဘဝတဘဝကိုတွားပြီတဲ့အဲ့တော့ကြံတဲ့လူတွေကဝိုင်းအိုးပြီးတော့ဝေကြတယ်ယူကြတယ်ပြည်သားရေမှန်ရဲ့လားငါစောသွားအခါဆိုလိုက်စမ်းပါငါစောသွားအခါကျင်ဥစ္စာဝေကယူကြမှာဝိုင်းပြီးတော့မယူဘူးလားအေးငါအတွက်တာနေငယ်သာလူကမြဝေပါအေးတဲ့ငါထားခဲ့တဲ့ပစ္စည်းဥစ္စာတွေကိုလေဘုဒ္ဓပုံညနေညမဲ့ခွာခြေရလေတိုင်းမဆိုင်လို့ပါကိုကသမိုင်းပြုတိုင်းခါခါရိုက်သည်မို့မပြုလေနဲ့ကွာပြည်သားရေသူကဘာပြောလဲဆိုတော့
ကုသိုလ်ကောင်းမှုပြုမယ်ဆိုရင်ပြည်သားကြီးနေပဲဖြစ်ဖြစ်ညာပဲဖြစ်ဖြစ်အခြေမဆိုင်နဲ့တဲ့အခြေမဆောင်နဲ့ဘာပြောလဲအခြေမဆောင်နဲ့တဲ့မရလားအခြေဆောက်ရမှာလားမဆောက်ရဘူးကဲသေခြင်းတရားကအခြေကုန်ဆောင်သလားသေခြင်းတရားကအခြေကုန်ဆောင်သလားမဆောက်ဘူးဒါကြောင့်ပြောတာပေါ့ကုသိုလ်ပုံညနေညမဲ့ခွာခြေရန်လေးတိုင်းမဆိုင်လို့ပါကိုယ်ကသမိုင်းယူတိုင်းခါခါကိုယ့်ရဲ့ကံသမိုင်းကိုယ့်ရဲ့ကံစတန်ကိုယ်တိုင်းတဲ့သမိုင်းကောင်းအောင်ကိုယ်တိုင်းဘဝလာအောင်ကိုယ်တိုင်းကံကောင်းအောင်ဆိုရင်တဲ့ကုသိုလ်ကောင်းမှုဖြစ်စေဖို့အတွက်ကိုယ်ကသမိုင်းပြုတိုင်းခါခါရိုက်ပြီးမှုမပြုလေနေကွာရိုက်ပြီးမှုမပြုလေနေကွာဆိုတာကဘုရားတရားယတနာသောဘလူကြီးမိဘဆေယသမကိုကာယကဝစီကမနောကအောင်ဖြစ်ဘုဘတို့ဩဃာသာဆိုတဲ့အထက်မှာမပါဘူးလားပါလဲကာယကံဝစီကံမနောကံကံဘယ်နှပါပါလဲကံသုံးပါပါတယ်အဲ့ဒါကိုသူကဝန်ချတယ်ကိုယ်ကသမိုင်းပြုတိုင်းခါခါရိုက်သည်မှုဘာဖြစ်လဲရိုက်သည်မှုမပြုလေနေကွာမှန်ပါပြန်လိုက်စို့ကုသိုလ်ပုံညနေညမဲ့ကွာခြေရလေးတိုင်းမဆိုင်လို့ပါကိုယ်ကသမိုင်းပြုတိုင်းခါခါရိုက်သည်မှုမပြုလေနေကွာနောက်တစ်ခါလိုက်စို့သန္တာသီလစာကပညာသန္တာသီလစာကပညာဘာလဲဘာလဲသန္တာရဲ့သီလရဲ့စာကရဲ့ပညာရဲ့ဘယ်နှမျိုးဘယ်နှလုံးဘယ်နှပါဒ၄မျိုး၄လုံးတဲ့သန္တာသီလစာကပညာပြောကြပါသန္တာသီလစာကပညာဘယ်နှလုံးသန္တာတဲ့သန္တာသန္တာဆိုတာကကံနဲ့ကံရဲ့အကျိုးကိုယုံကြည်ခြင်းဘာလဲပါလဲကံနဲ့ကံရဲ့အကျိုးကိုယုံကြည်ခြင်းယုံကြည်ရမယ်ကိုပြုလိုက်တဲ့ကံကိုယုံကြည်မှုရှိရမယ်ယုံကြည်မှုမရှိရဘူးလားရှိရမှာလားအေးအဲ့ဒါဗန္ဒာတဲ့နော်တို့ချုပ်ပြီးတော့ပြောကြရအချိန်မရှိဘူးမရလားနောက်တစ်ခါသီလနောက်တစ်ခါပါလဲသီလဆိုတာကကိုယ့်ရဲ့ကိုယ်ချင်းသီလကိုပြောတယ်ဗါလဲကိုယ့်ရဲ့ကိုယ်ချင်းသီလကောင်းစေဖို့မရလားဗျာစာကပညာနံပါတ်3စာကနံပါတ်3ကပါလဲစာကဆိုတာကပိတာကန္တာလှူတာတန်းတာအဲ့ဒါကိုဘာခေါ်လဲပိဒါကန္တာလူရတန္တာဇာကလို့ခေါ်တယ်ခုနကပညာတဲ့ပညာဆိုတာကလောကီပညာလောကုတ္တရာပညာလောကီပညာဆိုတာကမိမိတို့အတန်းကြောင့်တွေမှာသင်တတ်တဲ့ပညာလောကုတ္တရာပညာကဆိုတာကဓမ္မတဖို့သောတပန်သက္ကရာကအနာဂယန္တာရတဲ့အထိမှန်ရဲ့လားအဲ့တော့လက်ဆိုလိုက်စမ်းပါသန္တာသီလစာကပညာဥစ္စာလေးဝဒုမြတ်သူမှာခုရောနောင်မြဲလက်တွဲရှေကနိဗ္ဗာန်နဲ့သူလန်းဝင်ကြရှာဒီလေခုနကစိတ်တူကိုယ်တုံးသတ္တတရားရှိရမယ်သီလတရားရှိရမယ်စာကတရားရှိရမယ်ပညာတရားရှိရမယ်အဲ့
အဲဒီလိုတန်တန်တရားရှိပြီးသီလတရားရှိပြီးစာကံတရားရှိပြီးပညာတရားရှိပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကြတော့တဲ့ရှင်တော်မျိုးတော်များအိမ်မှာပဲဖြစ်ဖြစ်ဖွဲ့စည်းမှာပဲဖြစ်ဖြစ်တဲ့တန်တာသီလစာကပညာဥစ္စာလေးဝတူမြသူမာဥစ္စာလေးဝအဲ့လိုဥစ္စာလေးဝတူမြသူမာခူရောနောင်မြဲဗါလဲခူနောင်မြဲအခုရောနောက်ရောတဲ့ဗါလဲခုရောနောက်ရောခူရောနောင်မြဲလက်တွဲရှေကနိဗ္ဗာန်နဲ့ဒူလန်းဝင်ကြရှာကျတော့ရှင်းရလားဆိုရစံပါသန္တာသီလစာကပညာဥစ္စာလေးဝသူမြသူမာခူရောနောင်မြဲလက်တွဲရှေကနိဗ္ဗာန်နဲ့ဒူလန်းဝင်ကြရှာမိသားရေခူရောနောင်ရောကောင်းဖို့အဆိုရင်အခုရောကောင်းဖို့နောင်ရောကောင်းဖို့ဆိုရင်ဘာတွေရှိရမှာလဲဗန္တာရှိရမယ်သီလရှိရမယ်စာကားရှိရမယ်ပညာရှိရမယ်မရှိရဘူးလားရှိရမှာလားအေးတို့တဝဲလို့ပြောမှဆိုဟိုးတော့ကဘာကြီးလေဖန်ကိုထွာလာဟန်ဤငယ်ရိုက်မှန်ဤလောဤငယ်မူလည်းပြင်းတိုင်းမှန်ပြင်းလာလိုက်ကွယ်တရားဆိုတော့အပြုရဲ့နော်မကီကီမကီကီနာရဝတာမူလောနော်လာရလေနော်မကီကီမကီကီမရောနာရမဲနာပါကုသိုလ်ရံမရောအေးတော့ပြောရှင်းစားအဲ့တော့ရသော်ပြောရှင်းလူဆိုတာဦးဇင်းတို့ပေါက်ပြဲပုံမြင်လေးတကူရှိတယ်တဲ့ဗမာလူပဲပြောမှရအလကူမောဗမာအလုံးလူဆောင်နေဆိုတော့မောတော့ပုံမြင်လေးတကူရှိတယ်တဲ့အဲ့တဲ့အိမ်မှာပေါ့နော်ပုံမြင်လေးတကူရှိတယ်အဲ့ဒီပုံမြင်လေးကဘာလဲဆိုတော့အေးသာမီနဲ့ရအဲ့သာမီနဲ့ရှိတဲ့ထဲမှာကိုယ်တိုင်ကသူသမီးကပြောတယ်တဲ့အဲ့ဒီသမီးကတရားစခန်းဝင်သွားတော့ပြန်လာတဲ့အခါကျတော့ပြောတယ်လေပြန်လာတဲ့အခါကျတော့မေးလို့သမီးတရားစခန်းဝင်တာဒီအပတ်အမတန်မှထူးခြားတယ်လို့သူသမီးကပြောလဲတရားစခန်းဝင်တာပြောလဲဒီအပတ်ထူးခြားတယ်လို့ပြောတယ်လေကဲတို့စီတော်မျိုးတော်ဗျာဒီနေ့ထူးခြားနေတယ်လားမထူးခြားပါဘူးသမီးရေတဲ့သမီးဒီအပတ်တရားစခန်းဝင်တာထူးခြားတယ်အမေလို့ပြောတာလေအဲ့တော့သူအမေပြောတယ်တဲ့သမီးပြောကြည့်စမ်းပါဘာဖြစ်တာလဲဆိုတော့သမီးတရားစခန်းဝင်တာအိပ်ပြီးတော့ငိုက်တပြီသမီးအိတ်တန်းလာပြီလို့ပြောတယ်လေသူသမီးကဘာပြောလဲထိုင်ပြီးတော့အိတ်တက်လာပြီလို့ပြောတယ်လေဟုတ်လားအခုလည်းပဲနောက်ရတဲ့ကမားတွေထိုင်ရင်အိတ်တက်ပြီလားနို့တဝဲလို့ပြောမဲဆိုတာဘာကြီးကပြောရှင်းတာနို့တဝဲလို့ပြောမဲဆိုတာရာဟောဆိုတာရာကောတင်းတင်းခါလေကောနားထောင်းရှင်းရဥစ္စာစဉ်းစားရအောင်နာအစ္စာစဉ်းစားရအောင်နာညောရအောင်နာဟဲလာရအောင်နာတော့မမေးလေကဲရာဖကီယာရာဟောပွဲတော့ဟမျိုးယာနာလူဟမျိုးယာဟောလို့စီမေးလေတော့တော်လို့မျောလို့ဟမ်ဤရောပြောလဲတာရမကိုလည်းပြရမောတော့အခုလေးကားလေးခေါက်ပေးသူ့လိုလောက်လဲရအောင်ပေါ်မှာနော်ဟာလားအခုလေးကားလေးစုခိုင်းတာနော်ပြန်လဲဆိုကြီးမှတ်မိသွားသန္တာသီလဆိုလိုက်စမ်းပါသန္တာသီလစာကပညာဥစ္စာလေးဝသူမြသူမာခူရောနောင်မြဲလက်တွဲရှေကနိဗ္ဗာန်နဲ့ဒ
တူလန်းဝင်ကြရှာဆိုလိုက်စမ်းပါတန္တာသီလသံဃပညာဩဇာလေးဝတူမြတ်သူမှာခုရောနောင်မြဲလက်တွဲရှဲကနိဗ္ဗာန်နဲ့တူလန်းဝင်ကြရှာသန္တာရှိရမယ်သီလရှိရမယ်စာကရှိရမယ်ပညာရှိရမယ်ဘယ်နှမျိုးရှိရမှာလဲ၄မျိုးအဲ့လို၄မျိုးရှိထားတဲ့ပုဂ္ဂိုလ်ကြတော့တဲ့လက်တွဲပြီးတော့ဇနီးမောင်နှံတငယ်ချင်းတွေအချင်းချင်းတွေလက်တွဲပြီးတော့သွားရမယ်လက်တွဲပြီးတော့နိဗ္ဗာန်ထိဝင်ရမယ်မှန်ရဲ့လားမမီရောပြဆုံးမယ်သန္တာသီလဆိုကေတန္တာသီလသီလစာကဖကိမျိုးလားပြညာလူဖကိရတော့ဖကိလေးရတော့အမှုဝဏိတိုက်ဆုံးနေစားကိုရပါနာအမလောဖကိလည်းလောနေစတော့သူဂျာဝနေမလို့မမီမလို့လောဆန်ကမကိရိရလောလိုက်စုကေကြောပလာပြီတန္တာသီလစာကပညာဩဇာလေးဝတူမြတ်သူမှာခုရောနောင်မြဲလက်တွဲရှဲကနိဗ္ဗာန်နဲ့တူလန်းဝင်ကြရှာဆိုကေဟုတ်တယ်ပါတော့ဖာလဲလူစားဝဲနော်လဲလူစားဝဲသန္တာသီလစာကပညာဩဇာလေးဝတူမြတ်သူမှာခုရောနောင်မြဲလက်တွဲရှဲကနိဗ္ဗာန်နဲ့တူလန်းဝင်ကြရှာဆိုကေအေးနဲ့အားပဲမူလာလေးမမအေးညောနေလို့ပုဂ္ဂိုလ်ပလက်တာဆင်းအောင်နမီပုဂ္ဂိုလ်ဆင်းအောင်ပလက်တာတိုင်းနေကိုဆေဝတာတိုင်းနေကိုနမီမူလာစိနော်ပြတိုက်ပေးမယ်တော့လိုက်စို့ဗန္တာသီလစာကပညာဩဇာလေးဝတူမြတ်သူမှာခုရောနောင်မြဲလက်တွဲရှဲကနိဗ္ဗာန်နဲ့တူလန်းဝင်ကြရှာဆိုလိုက်စမ်းပါသန္တာသီလစာကပညာဩဇာလေးဝတူမြတ်သူမှာခုရောနောင်မြဲလက်တွဲရှဲကနိဗ္ဗာန်နဲ့ဒုလန်းဝင်ကြရှာရသွားပြီဒါအမျိုးလော်လျာတို့နော်အမျိုးလော်လျာတို့နော်ဆက်တဲ့ကြော်ကြီးမဲလီလဲဆွဲသိမ်းမှာတော့ဒုစရောမျိုးတော်များအဲ့လိုပဲလိုလိုက်ရမှာပေါ့နော်သန္တာသီလစာကပညာဩဇာလေးဝတူမြတ်သူမှာခုရောနောင်မြဲလက်တွဲရှဲကနိဗ္ဗာန်နဲ့တူလန်းဝင်ကြရှာရသွားပြီလို့အောက်မေးလိုက်မယ်နော်အဲ့တော့ဆောင်ဖို့လေးတကူလက်ဆောင်ပေးပါနော်အလိုလိုက်ဆိုနင်လဲလူတော့နင်လဲလူတော့ကြပြောနန်လဲလူတော့ငါလဲလူတော့ပဲတဲ့လူပြင်းလေးရောလဲငွေရလဲကြပြောနင်လဲလူတော့ငါလူတော့မဟုတ်နန်လဲလူတော့
လူတော်ဝဲလို့ဆိုနတ်လဲလူတော်ငါလဲလူတော်ပဲတဲ့ရလဲနတ်လဲလူတော်ငါလဲလူတော်ပဲလေအဲ့တော့နားထောင်လိုက်နင်းလဲလူတော်သူလူတော်မဟုတ်သူလူတော်မဟုတ်နတ်လဲလူတော်သူလဲလူတော်ပဲတဲ့အမျိုးပြောရဲ့လေကတိပဲရပြောရဲ့နတ်လဲလူတော်ငါလဲလူတော်ပဲသူလဲလူတော်ငါလဲလူတော်ပဲပေါ့မရလားအဲ့တော့လိုက်ဆိုနင်းလဲလူတော်သူလူတော်မဟုတ်လူတော်ချင်းရလဲလူတော်ရှင်းလဲဒီဝဲလို့ဆိုလူတော်အချင်းလူတော်အချင်းဒီကျမ်းတော်နော်လူတော်အချင်းပြိုင်မငင်းပဲလူတော်ရှင်းညင်းရအောင်လားဝေးလေကားပေါ့ရာကောလူတော်ရှင်းညင်းရအောင်လားတော်မို့ညင်းရအောင်လားလူတော်ချင်းပြိုင်မငင်းပဲလိုက်ဆိုပြိုင်မငင်းပဲခေါင်းချင်းဆိုကရလေခေါ်ရှင်းဆိုင်ပြီးရတိုင်ပန်းရဟုတ်လေခေါ်ရှင်းဆိုင်ပြီးဟဲ့လေရဟုတ်အီမာလမ်းမြနေရရှင်မော်လို့ဇနီးမောင်နှံရှိတယ်မဟုတ်လားဇနီးမောင်နှံလည်းပဲဟေးတက္ကကြီးဟေးတက္ကမကြီးနင်းလဲလူတော်ပဲငါလဲလူတော်ပဲနင်းလဲလူတော်သူလူတော်မဟုတ်လူတော်ချင်းရတယ်လူတော်အချင်းပြိုင်မငင်းပဲခေါင်းချင်းဆုံးကားတဲ့ခေါင်းချင်းဆုံးပြီးတော့လိုက်ဆိုခေါင်းချင်းဆုံးကားတွေးဆုံးပါလို့ခေါ်ချင်းဆိုင်ပြီးဟဲ့လို့ရဟုတ်လေခေါ်ချင်းဆိုင်ပြီးရတွေ့ရမယ်တိုင်ပန်ရမယ်လေရဖြစ်နေရမလားမောလားအမောက်ပြောစားခေါ်ချင်းဆိုင်ပြီးဟဲ့လို့ရအောင်လေကမ္မကြီးစဉ်းစားနေတာအမကမ္မကြီးစဉ်းစားနေတာဟဲ့လိုက်စဉ်းစားတာခေါင်းချင်းဆုံးကားတွေးဆုံးပါလို့လောရခဲကြီးခေါင်းကြီးပေါင်းပြီးလုံးပါတို့တဲ့ကဒါကြောင့်မို့ရရှိထားသောဓမ္မပူဇာလူငယ်စုစုပေါင်းတို့ကိုဆရာတော်ဘုရားထံကိုဆက်ကပ်ပေးပါရန်သူစင်စိတ်ထားပရိသတ်အသင်းကအကျိုးတော်ဆောင်များကိုနေရာတိတိယူပေးပါရန်ကိုလေးစားစွာပန်ကြား
မြတ်စွာသာသနာနှင့်ကျိုးလာရသောတပည့်တော်မတို့သည်ဩနာသေးရေဒုက္ခဘေးတို့မှကေဝေယမံမြတ်လေးပံကိုအာယုပြု၍ယနေ့ယခုလူရန်ရသောဒါနကုသောသောတိယသောဗီလကုသောဘဝမြာယသောဘဝနာကုသောဧကုသောတတိယမတော်ဤမိသားစုတို့သည်ကျမ်းမာရေးလုံမှုရေးစီးပွားရေးဘာသာရေးသာသနာရေးကောင်းကျိုးချမ်းသာကျက်ရည်မင်္ဂလာအပြာပြာတို့ကိုရရှိခံစားစံစားရပါလို့ဤအရှင်ဘုရားဤသောယနေ့ယခုလူရန်ရသောကောင်းမှုကံဤအဘောဘာကကိုရှင်းရှင်းဘဝယခုဘဝတော်စံကြကုန်သောမိခင်မခင်ဇယပခင်ကျေးဇူးရှင်ပေါင်းတို့အားလည်းကအမြဘေးဝေပါကုန်၏ကိုယ်ဆောင်နဲ့ဧဆောင်နဲ့ဓမ္မယုံဆောင်နဲ့ချမ်းဆောင်နဲ့လုပ်ငန်းခွင်ဆောင်နဲ့လမ်းဆောင်နဲ့မျိုးဆောင်နဲ့တောဆောင်နဲ့ငရံတန်နဲ့ယမမေသောစံတဘော၌ကျင်လည်ကြကုန်သောဒုက္ခိတသံတဝါပေါင်းတော်လည်းကအမြဘေးဝေပါကုန်၏တပည့်တော်မတို့၏မိသားစုတို့နှင့်တန်တို့ဖြင့်မြတ်ညီတို့ညီမြတ်အမြတ်ရာရှိ၍ကိုယ်စိတ်နဲ့ဖြင့်ကျမ်းမာချမ်းသာညဉ့်ညပါစေသောအလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုအလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုအလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုအလုံးစုတော်ပြတော်ဗျာကျမ်းမာချမ်းသာ၍ဘိအန္တရာယ်ကင်းရှင်ပြီးသောနေရာလမ်းတရားအလုံးလူအင်စံတန်ပြဝပြီးတော့ကြံတဲ့အောင်စံတဲ့ပြီးပြီးတော့တက်ရှိကျမ်းပါဘိယံကွာလူအင်စံတအလုံးပြည့်စုံကြပါစေကုန်တည်းတေတေဘောဓဘာဝမေစီရင်တေတေဘောဓဘာဝမေစီရင်တေတေသာဓုဒီယံကင်းပါစေစိတ်စင်းရဲ့ကင်းပါစေကိုယ်စင်းရဲ့ကင်းပါစေကိုယ်စိတ်နှပြချမ်းသာစွာဖြင့်ချမ်းသာစွာဖြင့်ဆရာတော်သာသနာဝန်ကိုခန္ဓာဝန်ကိုလွယ်မှုစွာဆောင်
ဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်စင်းရဲကင်းပါစေကိုယ်စိတ်နှပြကျမ်းမာစွာဖြင့်ဆရာကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်စင်းရဲကင်းပါစေအောင်ရလာဓမ္မပလီနံမှာတရားဟောတဲ့ခေတ္တကရှင်ဘုတုံတရေတသေးပြုလို့ဒီစချလို့ပြဝေခဲ့ပြီအောင်တပြီဝေခရုနဲ့ဇေတုသွင်းကအောင်ရန်တွေနဲ့ဆင်းအောင်ရည်နေ